ဆုံးကတို့ညနေနေတဲ့အချိန်လေးဆိုရင်လည်းမမှားပါဘူးဒီနေ့တို့ဆိုတာဘုရားဘုဒ္ဓမဘုဒ္ဓမဘုံတို့ကိုပြောများတာဖြင့်မေတ္တာဘာဝနာတွေဆောင်းရကြဘုံမဆက်နောက်တန်လာတော့ရှင်တို့တည်းပရိယာရီသာသနာပရိပတ်တိသာသနာပြိဝေရသာသနာသာသနာတော်ရအကျဉ်းချဘူးဘယ်လိုလဲတော့ဒီကဘာများအားထုတ်နေကြတော့အမှုမမဲ့မလောက်မနဲ့သူလေးပါစင်လောက်မှာဆင်းရဲနေကင်းရပါလို့နော်ဆင်းရဲနေကင်းရပါသူလေးပါစင်လောက်ကြပါခင်ဗျာသူတော်ကြီးလောက်ကြပါဘွားထဲမှာချမ်းသာတယ်ငရဲကင်းတယ်ဆိုအပေတကားပိတ်လေးပဲနဲ့ပွင့်ပါခင်ဗျာကဲလူလူကသိမှာဖြစ်ပါတယ်သာသနာတော်တို့ရဲ့အကျင့်တွေကိုလေးလေးတော့တပြိုင်တည်းပဲညီမတွေသာသနာပရိသတ်သာသနာပရိမေတို့ပေါင်းရလဲဝါလို့စားလို့ဆင်းရဲငရဲကင်းရပါလို့သူလေးတောင်းမှုလောင်းပါနော်ဆင်းရဲကင်းဘွားတိုင်းချမ်းသာတယ်ငရဲကင်းမကြောက်ဘူးသင်္ကားပိတ်တယ်အာပါတိယဝမတ္တဆက်ကလူတန်းကိုရတာဖြစ်တဲ့အတွက်ဘုရားရှင်ကိုလိုမြတ်ကြီးတပါးကိုသူထိတ်တာလူရမ်းတဲ့သူတက်တော်မှာကြီးကျယ်ခြင်းများလာပါလေလူကပုဂ္ဂိုလ်တို့ရဲ့တို့ကလည်းအမြင့်မြတ်ဆုံးစတဲ့နေရာမှာနေစမြင့်မြတ်ဆုံးပုဂ္ဂိုလ်များကိုလူတော်ဝင်ရကြတယ်လို့ဒီနေ့မေဃာနန္ဒမှာလည်းအကြောင်းတရား၃လဝရတပနာဒီတင်ကနေကြဘုံတော်သွားတိုင်းကဖိုင်းဒါကမှာပေါင်းတို့စင်တို့ကောင်းရန်လာနေတယ်ဒီလင်တော့စိတ်ဓာနာမှာလည်းပဲတရင်ကခဏမှာကိလေသာရကင်းစင်လို့နေတဲ့ချက်ခိုက်တာလေးနဲ့ဖြစ်ပါတယ်သူနိတူစွာမင်းဘယ်သူကနေအမှန်တရားဥပိုင်းလေးကစောင့်ကြည့်ထားတယ်တရတကုံတော်မှာတို့ဆေးရနဲ့ငရဲကင်းရပါလို့ဒီကများဖောက်ဝဲမသိဘူးပဲထောက်ပါကောင်းများပြုပါပါလို့ဖေဟာလို့ဆုတောင်းပြီးတော့မှလှူပါခမရဘုံမြတ်လာသွားတကားသွားမှသူတော်ကောင်းတို့ခမရအာပါတရားတတိလက်မလို့ပါနဲ့ခမရတတိလက်မလို့ပါနဲ့ခမရဖေဟာတပည့်တော်တို့ဆေးရနဲ့ငရဲကင်းရပါလို့ဤသိဗံကိုထောက်ပါကောင်းများပြုပါပါလို့ဖေဟာကဲစုကောင်းပြီလူပါတဲ့လက်မလို့ပါနဲ့ခင်ဗျာသတိလက်မလို့ပါနဲ့ခင်ဗျာသွားရကားသွားမှာဒီလိုတော့ခင်ဗျာဒီကကျမအတော်ပိဋကဆောင်းလို့ပြောပြီးတော့ပါလေတဲ့ဘုရားဟောကြားမြတ်တဲ့ညာလေငါဘယ်လိုရိုက်တော့သွားမှာသူတော်ကောင်းတို့ခင်ဗျာဘုရားကလည်းဘာပါလေးဘာမယူပါလို့ပြန်လေလို့ဒီဘာကိုဘုရားတပည့်တော်တို့ထောက်ပါကောင်းများပြုပါပါလို့ဘုရားတောင်းလို့ပါခင်ဗျာရတယ်ဘုရားပြပြရခြင်းဆိုတဲ့ဓမ္မဘာတကားသွားမှာသူတော်ကောင်းတို့ခင်ဗျာဘုရားဘုရားညာပြီးတော့အကြောင်းလာလိုက်ပါမယ်ဟာပြောမျိုးလေးဖေဟာပြောမျိုးလေးကြိုကြည့်ပါဗျာဟောတိုင်းလဲဝိုင်းဒီအကြောင်းသားနောက်ကစောင့်နေပါရဲ့ဗျာကျေးဇူးလည်းဓမ္မဆောင်းဝနာကုသိုလ်တွေလည်းတောက်ချစ်နေတာဖြစ်တယ်လို့ဘုရားလည်းချိန်ကာလမှာလည်းသောကသာတဲ့ဇာမြတ်သက်ကလူသားပိဋကဘုရားသာသနာတော်ကနေ့စဉ်ဆန်းလောင်းတယ်မှာသာသနာကျိုးလူဆောင်များမှာလည်းပဲသာတိုင်းကတိုင်းကမှာအပေါင်းသူတို့လည်းတော်ကောင်းပေါင်းတို့ရရှိတဲ့ကုသိုလ်ကောင်းမှုစုစုလို့မိမိတို့မိသားစုများရရှိတဲ့ကဲ့သို့32ဘုံတော်အားပေါင်းတွေထပ်တူရရှိပါစေဆိုသောကောင်းမြတ်သောစိတ်တရားထားလို့ပတ္တိကုသိုလ်ဖြစ်တဲ့ကျန်လဲဝင်များကိုရကြတော့မှာဖြစ်ပါတယ်ပတ္တိကုသိုလ်ဖြစ်တဲ့အမြတ်တရားများပြည့်ဝင်ပြီးတဲ့နောက်မှာလည်းဝမ်းမြောက်စွာဖြင့်ကြားရရမြင်ရရကြားရရသိရရောက်ကြနေလို့ဝမ်းမြောက်မှုပေါ်တာပြီးသူတို့ကကိုယ်ကျိုးကိုရရဲဆိုတဲ့ပရမတ်သူဘောရတာကုသိုလ်တွေကိုပေးစောနေတဲ့အတူတူဆိုရင်လည်းမမှားပါဘူးဒီကဲ့သို့ကိုယ်ကောင်းကိုဆက်ဖို့တို့ကိုဒီတိလုံးဒီတိတာဒီတိနေရာမှာလူသားလူသားသံဃာတိတို့တဲ့ဒီကာရဆိုဘလုံးတွေမှားစွာဖြင့်ယူရတတ်ကြမယ်ဆိုရင်ဖြင့်အဲ့ဒီမိလိုအိမ်လူသားမရတဲ့အချိန်ကာလလေးမှာလည်းပဲဒါဆိုဒီလိုတော့စိတ်တန်တာမှာဒီလိုကလေးတွေကြားလို့ဆိုရဲတဲ့သူတော်ဝင်ရတဲ့လူသားတွေလည်းကုသိုလ်ကျေးဇူးကိုဘာမှမသိတာဖြစ်ပါတယ်ဒီကဲ့သို့ကုသိုလ်ကျေးဇူးဘာမှမရဘူးဆိုတာကတော့ဒီမှာအဖြစ်တော့ဒီလူကမှကုသိုလ်ဆိုတဲ့ကံကံရဲ့အကျိုးကိုယုံကြည်လို့ဘုရားတော်ကိုစားလို့အကျိုးကိုချစ်ပြီးလို့ဒီကဆက်တဲ့ခြင်းဘာသာကျမ်းတော်မှာကျိုးရတော့တယ်ခင်ဗျာသွားတကားသွားမှာသူတော်ကောင်းတို့ခင်ဗျာလူတော်ဝင်ရတဲ့ဒါတော့ကုသိုလ်ဘုရားတပည့်တော်တို့ဆေးရနဲ့ကျမ်းနာအဘောရာကြောင့်မှသာစိစိယောဂ
ကေရဘာလို့အေး အော်ဒါမကေမသူမ ထောက်ပါကောင်းတာ နာ ပြော စေ ပါ က လို့ ကူ ဗျာ ရာ လူတိုင်းလူတိုင်း ဒီရဘွားမှာတက်တက်ကြွကြွနေတပါးလာတယ်ဒါအပင်လေးကို တော့ဘာတကယ်က ကိုယ်ရဲ့တွေ့ကြလို့ရအောင်မှတိုင်းနာဘွားမှာ ဒါသွားမှပြောကောင်းခင်ဗျာ တွေ့ကြလေးတွေရဲ့ချလာခြင်းအတကောလည်းတော့မတူနိုင်ပါဘူးဒါနာရဲ့အစွမ်းတရားပါလူရင်းဖြစ်တော့မှလူရင်းမတူပါဘူးကိုယ်လာကစီးလို့ကြမတူမှရောက်ကြည့်ရသည်အကြံကဆရာတော်လည်းဟောတော်ပါလေလူရင်းတူကြပါလေအသက်ချင်းချင်းတူချင်းမတူပါဘူးဒီနေ့တူပြောင်းတဲ့တရားဝင်တူကြပါဘူးဖွားကြီးဆောင်းတဲ့အကျိုးတရားကိုလက်တွေ့ပြနေတာဖြစ်ပါတယ်ခင်ဗျာ သူကမဟုတ်တော့ဆွန်ထားလိုက် ဒီလိုဟောတာလည်းလူတိုင်းကျမ်းမာကျမ်းမာမှာကျမ်းမာမှာလည်းပြည့်ဝမှာလူတိုင်းချင်းပြည့်လို့နေကြပါလေတို့တို့ကြားလည်းပဲဒုတိယနဲ့တရားတော်